Hello guys, အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျွန်မ your next relationship ပေါ့နော်နောက်ထပ်တွေ့ကြုံရမယ့်relationship ကဘယ်လိုမျိုးဖြစ်မလဲဆိုတော့single တွေကြည့်လို့ရမယ်ပေါ့နော်ဒါ single တွေတက်ရှိရတဲ့single တွေနောက်ထပ်ဘယ်လို relationship နဲ့ကြုံတွေ့ရဖို့ရှိလဲအဲ့ဒီ relationship နဲ့ကြုံတွေ့လို့ရှိရင်ကိုဘယ်လိုတွေခံစားရမလဲအဲ့တော့ energy ဟိုဘက်ဒီဘက်တစ်ဖက်ကြည့်ပေးမယ်ပေါ့နော်အဲ့တော့စလိုက်ကြမယ်နော် Okayသူနဲ့တွေ့ရင်ကံကောင်းမယ်ဒါမှမဟုတ်လို့ရှိရင် तू ကကံကောင်းတဲ့လူတွေရောက်ပေါ့နော် lucky man လေး lucky girl လေး lucky man လေးအဲ့လိုမျိုးလေးဖြစ်မယ်သူက lucky ကောင်းတဲ့လူတွေရောက်ပေါ့နော်ဆန်းပွင့်တဲ့လူတွေရောက်လို့လည်းပြောလို့ရတယ်သူကြိုက်များတယ်သူ့မှာကံကောင်းခြင်းတွေအများကြီးပိုင်ဆိုင်ထားတဲ့လူတွေရောက်ဖြစ်တယ်ပေါ့နော်အဲ့တော့နောက်ထပ်ကြည့်မယ် तू နဲ့ပတ်သက်ဘာတွေကြားတယ်လဲတော့လေအောင်မြင်မှုတွေကိုစုခုထားတဲ့လူမျိုးစုတွေပါရရတဲ့လူမျိုးเนาะအောင်မြင်မှုတွေစုခုထားတဲ့လူမျိုးစုတွေပါရတဲ့သူလိုချင်တာကိုရအောင်ယူတတ်တယ်ပြောမယ်ဆိုလို့ရှိရင်အောင်မြင်မှုတစ်ခုရပြီးသားလူမျိုးပေါ့เนาะအဲ့လိုမျိုးအောင်မြင်မှုရအောင်လဲဆွဲနှပန်းနဲ့စူးစမ်းတတ်တဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့เนาะအဲ့ဒါကတော့ကတ်တီအရင်အများကြီးပြတ်ခဲ့ပါเนาะနောက်ထပ်ပြီးကြည့်မယ်တကူကူဆိုလို့ရှိရင်သူကပြတ်သားဆုံးပြတ်တတ်တယ်ဉာဏ်ပညာထက်မြက်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။သူကဒီအပေါင်းအသင်းတကယ်ချင်းအပေါင်းအသင်းတွေလည်းများတယ်။တကယ်ချင်းအပေါင်းအသင်းတွေများတယ်တကယ်ချင်းတွေနဲ့ပျော်နေတတ်တဲ့လူပေါ့နော်။တော့ဖောက်ကိုင်းဘက်ဒီတကယ်ချင်းတွေနဲ့ပျော်ရွှင်နေတတ်တဲ့လူတကူကူဆိုလို့ရှိရင်ပြတ်သားဆုံးဖြတ်တတ်တဲ့လူစားမျိုးပေါ့နော်။ပြီးတော့လို့ရှိရင်သူကအမှန်တရားကိုလည်းမျက်နှိုးတဲ့လူပေါ့နော်မှန်တယ်ထင်လို့ရှိရင်ပြောရဲတယ်ဆိုရဲတယ်ဒီတခုခုပေါ့နော်မကောင်းတဲ့အရာတွေပါရှိလာတယ်ဆိုလို့ရှိရင်လည်းပြတ်သားကင်တွယ်ဖြည့်ရှင်းတတ်တဲ့လူတစ်ယောက်ပေါ့နော်အမှန်တိုင်းပြောတတ်တဲ့လူတစ်ယောက်လူမှန်ပေါ့နော်လူမှန်စိတ်မှန်လူမှန်အဲ့လိုမျိုးလူမျိုးပေါ့နော်ပြီးတော့လို့ရှိရင်အပေါင်းအသင်းမှတ်တယ်အပေါင်းအသင်းတကယ်ချင်းဒီသူမှာများရှိရဲ့သဘောမှာရှိရဲ့ပေါ့နော်ဆုံးဖြတ်ချက်ပြတ်သားတယ်အောင်မြင်မှုတွေစုခုထားတဲ့လူမျိုးပေါ့နော်စ조사ခြင်းစိတ်ရှိတယ်ပြဆိုင်ခြင်းစိတ်ရှိတယ်အားတတရောရှိတယ်အဲ့လိုမျိုးပေါ့နော်ဒီမှာ air sign နဲ့ fire sign နဲ့ဆိုချင်ကြတော့တွက်လက်တယ်တွက်ကြော်ရတယ်အဲ့လိုပုံစံမျိုးပြောလို့ရတယ်နော်သူ့မှာကိုနဲ့တွေ့တဲ့အချိန်မှာရွေးချက်စရာတွေနော်ရွေးချက်စရာတွေနှစ်ခုနှစ်ယောက်အဲ့လိုမျိုးတွေသူ့မှာရွေးချက်စရာတွေရှိတတ်တယ်ကိုနဲ့တွေ့နေတဲ့အချိန်မှာလေကိုစီကိုလာမယ်ဆိုလို့ရှိရင်လည်းခါဒီသူ့မှာပေါ့နော်ဘယ်လိုပြောမလဲအဆောင်အယောင်တွေရှိတယ်ဆိုတော့ maybe သူကရာထူးတွေပါတယ်ရှိတာဒါမှမဟုတ်လို့ရှိရင်တခုခုဆိုလို့ရှိရင်ဩဇာအာဏာရှိရအချမ်းရန်ရှိရပြီးတော့လို့ရှိရင်အပေါင်းအသင်းများတာပေါ့နော်အချမ်းရန်အပေါင်းအသင်းများတယ်နည်းနည်းသူဟာလေကြီးကျယ်ခမ်းနားတယ်အဲ့လိုမျိုးလူစားမျိုးနော်အဲ့လိုမျိုးလူစားမျိုးဖြစ်တယ်အဲ့တော့ချိန်နဲ့သူလာလို့ရှိရင်လည်းကိုစီကိုဘယ်လိုပြောမလဲဒီသူ့မှာလေဘယ်လိုပြောမလဲထားမှာတော့ကြီးကျယ်တယ်ဆိုချိန်နဲ့ထားမှာတော့ဒီအထင်ကြီးရလောက်တဲ့ပုံစံမျိုးနဲ့ကိုစီကိုလာမယ်ပေါ့နော်ကိုသဘောကျနှစ်သက်တဲ့အရာတွေသူ့မှာပိုင်ဆိုင်တာမျိုးပေါ့နော်maybe ဒီအတုံးဆောင်ပြီးလည်းဖြစ်နိုင်တယ်ပေါ့နော်နည်းနည်းဒီကတ်ထဲမှာပြထားသလိုသူ့ပုံစံ luxury ဆန်နဲ့ငွေကြေးမချမ်းသာမကြွယ်ဝဘူးဆိုလို့ရှိရင်သူ့မှာအဲ့လိုမျိုးလူတယောက်အထင်ကြီးလောက်မဲ့ပုံစံမျိုးပေါ့နော်ယောက်ျားလေးဖြစ်စေမိန်းကလေးဖြစ်စေအထင်ကြီးလောက်တဲ့ပုံစံမျိုးနဲ့ကိုစီကိုရောက်လာလိမ့်မယ်နော်ဘာအတုံးဆောင်လဲဆိုတာတော့မပြောတော့တိကျတော့မပြောတော့ပါဘူးဒါပေမဲ့အဲ့လိုမျိုးတော့ရှိတယ်နော်သူအဲ့လိုမျိုးသူစီမံနေခန္ဓာကြီးကျယ်တယ်ပေါ့နော်အဲ့လိုမျိုးအထာမျိုးရှိတယ်ပေါ့နော်နောက်တစ်ခုကကြတော့သူကတခါလေးမှတယောက်တည်းချိန်ပြုံးတတ်တယ်စိတ်အေးလက်အေးနဲ့နေထိုင်တတ်တယ်ပြောစရာရှိရလဲပြောတယ်ပြသားစရာရှိရင်ပြသားတယ်အမှန်တိုင်းကြိုက်တယ်အောင်မြင်လို့စိတ်ပြင်းထန်တဲ့လူတစ်ယောက်ဖြစ်တယ်ကိုစီလာလို့ရှိရင်လည်းကိုအထင်ကြီးလောက်မဲ့ပုံစံမျိုးနဲ့ကိုစီကိုဝင်လာဖို့ရှိရပေါ့နော်ဒါ next relationship ရဲ့ပုံစံမျိုးပေါ့နော်တော့လေတကယ်ညံကောင်းတဲ့ထဲမှာပါတယ်ညံကောင်းတဲ့လူမျိုးဖြစ်တယ်နော်ညံကောင်းတဲ့လူမျိုးဖြစ်တယ်ရင်းနဲ့ထက်မြက်တယ်ပြတ်သားတယ်အဲ့လိုမျိုးလူမျိုး
ဒါမဲ့သူစီမှာတော့အမြဲတမ်းရွေးချယ်ကြရပေါ့နော်ကိုကြီးသားဆိုလို့ရှိရင်ကိုအပြင်နောက်ထပ်ရွေးချယ်ရမယ့်လူမျိုးတွေပါပေါ့နော်အဲ့လိုမျိုးသူမှရွေးချယ်ကြရတွေကတော့အမြဲတမ်းကြုံနေရမယ့်လူမျိုးပေါ့နော်အဲ့လိုမျိုးရွေးချယ်ကြရသူမှရှိတဲ့သဘောမျိုးရှိတယ်သူ့ရဲ့အမောင်ဘက်အချမ်းပေါ့နော်သူ့ရဲ့အမောင်ဘက်အချမ်းကိုပြောမယ်ဆိုလို့ရှိရင်เนาะသူမှာရင်တော့က past relationship မှာအဆင်မပြေခဲ့ဘူးတဲ့အရာတွေဆုံးရှုံးခဲ့ဘူးတဲ့အရာတွေရှိတယ်အဲ့ဒီဆုံးရှုံးခဲ့ဘူးတဲ့အရာတွေလည်းအရင်အများကြီးတော့မဟုတ်ဘူးဒါပေမဲ့သူ့အနေနဲ့ဆိုလို့ရှိရင်သူကအဲ့ဒါလေးအဲ့လောက်ကလေးဖြစ်သွားတာကိုတော့မှသူ့အနေနဲ့အရင်ဆုံးရှုံးတယ်လို့သူကခံစားရတယ်တကယ်တော့သူအရင်ဆုံးရှုံးတာတော့မဟုတ်ဘူးသူပိုင်ဆိုင်ထားတဲ့အရာတွေကတချို့တော့မရှိတော့တာလို့ပေါ့နော်တချို့တော့ကိုဆုံးရှုံးလိုက်ရတာလို့ဘာလို့ပေါ့နော်အဲ့လိုမျိုးလေးသူဆုံးရှုံးခဲ့ဘူးလားလေးရှိတယ်သူရဲ့ဒါဆိုင်နေနေဆိုလို့ရှိရင်အဲ့ဒီဆုံးရှုံးခဲ့ဘူးတဲ့အရာလေးတွေကိုသူကအများကြီးလည်းမဟုတ်ဘဲနဲ့သူအဲ့ဒါကိုတတဖြစ်နေတတ်တယ်လူမျိုးပေါ့နော်နောက်ပြီးတော့ seven of swords တခါလေကြားလို့ရှိရင် data site လေးတွေရောက်လာနော်တခါလေကြားလို့ရှိရင်လူတွေကို relationship မှာပဲဖြစ်ဖြစ်တကယ်ချင်းပေါင်းနေတယ်ဖြစ်ဖြစ်ဒီအနိုင်ပိုင်းစဉ်စိတ်မျိုးလေးရှိတယ်သူ့ဘောတခုထိကြအောင်လုပ်လာတယ်ဆိုလို့ရှိရင် तू ကအဲ့ဒီထက်ကိုပြန်ပြီးတော့မှအဲ့ဒီလူခံစားရအောင်ပြောမယ်ဆိုလို့ရှိရင်ညံကောင်းတဲ့အတွက်ကြောင့်မလို့လူလဲကြတတ်တယ်နော်လူလဲကြတတ်တယ်အဲ့ဒါမျိုးကို तू ဒီသူပြန်ပြီးတော့ဘယ်လိုလက်စားချေရမလဲဘယ်လိုပြန်ပြီးတော့မှလောက်အောင်မလဲဆိုတဲ့ဟာကိုတစ်ဖက်လူထိနာတော့ဘယ်လိုလောက်အောင်မလဲဆိုတဲ့ဟာကောင်းကောင်းသိတယ်အဲ့တော့သူကတိတ်ပြီးတော့မှအရှုံးကိုတော့တိတ်ပြီးတော့မှလက်မခံတတ်ဘူးသူ့ကိုတခုခုလှုပ်လိုက်တယ်ဆိုလို့ရှိရင်ထိခိုက်နေတာလှုပ်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီလူကိုပြန်ပြီးတော့မှအနိုင်ယူတတ်တယ်ပေါ့နော်ပြန်ပြီးတော့အနိုင်ပိုင်းတတ်တယ်နော်တချို့တွေကကြတော့အဲ့လိုမျိုးခွင့်လွတ်လိုက်တယ်ထားလိုက်တယ်သူကအဲ့လိုမျိုးမဟုတ်ဘူးသူကပြန်ပြီးတော့မှလက်စားချေတတ်တဲ့လူမျိုးပေါ့နော်နောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင်တော့သူမကြိုက်လို့ရှိရင်လည်းနော်သူမကြိုက်လို့ရှိရင်လည်းသူကလွတ်ကူနဲ့ဒီတိုင်းပဲထားသွားတဲ့သူမျိုးအတားတွေကသူ dark side တွေနော် dark side တွေrelationship မှာဆိုလို့ရှိရင်တော့သူကအများကြီး romantic ဆန်တယ်เนาะအများကြီး romantic ဆန်တယ်သူကို relationship နဲ့အကောင်းဆုံးပေါ့เนาะစိတ်ကူးပုံပေါ်ထားတဲ့အရာတွေရှိတယ်ဘယ် relationship မှာမဆိုသူ့အနေနဲ့ဒီအကောင်းဆုံးဖြစ်အောင်တော့သူအဲ့လိုမျိုးစိတ်ကူးပုံပေါ်ပြီးတော့မှလှုပ်တယ်ပေါ့เนาะအကောင်းဆုံးဖြစ်အောင်တော့လှုပ်ဆောင်တာတွေရှိတယ်เนาะromantic ဆန်နဲ့ပျော်ရွှင်ကြအချိန်တွေကိုအများကြီးဖန်တီးတတ်တဲ့လူမျိုးဖြစ်တယ်ပေါ့နော်နောက်ထပ်ကြည့်မယ် Oh my god တလာပါရဲ့အတင်နဲ့သူနဲ့ကနှစ်ယောက်ကအချင်းနေနော်နောက်ထပ်တွေ့ရမယ့်လူပေါ့အခုနောက်ထပ်တွေ့ရမယ့် relationship next relationship ဒီလူ next relationship ဒီလူကပါလဲဆိုချင်တာကိုယ့်ရဲ့ကြည့်နေ quality ရဲ့ soulmate နော် soulmate ဖြစ်နိုင်တယ်နော်ချစ်ချင်မှန်းလည်းဖြစ်နိုင်တယ်ပေါ့နော်ချစ်ချင်မှန်း soulmate တွေလည်းဖြစ်နိုင်တယ်တလာပါလေးဆိုချင်ကြတော့အခြေအနေတွေကလေကောင်းလိမ့်မယ်နှစ်တော်တာအထိတွဲဖြစ်လိမ့်မယ်အဲ့လိုမျိုးလေးတွေ့ရတယ်သူကလေကိုယ့်ရဲ့အန်နေရည်ရန်ဆွဲတယ်နော်ကိုအန်နေရည်ရန်ဆွဲတယ်သူကရှင်းလင်းပေးမဲ့လူမျိုးနော်သူနဲ့လိုက်ပါပြီးတော့မှကိုအနေနဲ့စီးမျောပြီးတော့မှနေကြည့်လိုက်သူ့တိုင်းမဲ့ကိုကလိုက်ပြီးတော့မှသူ့ရဲ့ energy တိုင်းလိုက်ပြီးစီးမျောပြီးနေကြည့်လိုက်ပေါ့နော်သူကအရာအလုံးကိုခေါ်ဆောင်သွားမယ်ကို product လုပ်တဲ့နေရာကာကွယ်ဆောင်ရှောက်တဲ့နေရာမှာဆောင်ရှောက်မယ် romantic ဆန်တဲ့က romantic ဆန်မယ်နော်ပြပြတသားစကားပြောတဲ့ခါကျရင်ပြပြတသားပြောမယ်အဲ့တော့ပြောစရာကောင်းတဲ့ relationship တစ်ခုဖြစ်မယ်နော်ဒီမှာသက်ဆန်းလဲပါတယ်တက်လက်ပါလဲပါတယ်ပြောစရာကောင်းတဲ့ relationship မျိုးဖြစ်မယ်နော်Ace of Cups စိတ်ချမ်းသာမှုတွေလည်းရလိမ့်မယ်နော်စိတ်ချမ်းသာမှုတွေလည်းရလိမ့်မယ်ဒါလေးသူလမ်းနဲ့ပြန်ထည့်လိုက်မယ်နော်နောက်ထပ်ကြည့်မယ်သူနဲ့ဘာတွေထပ်ပြီးသိရဖို့ရှိသေးတယ်သူနဲ့ပတ်သက်ပြီးနောက်တစ်ခုအနေနဲ့ပေါ့နော်ချင်းတင်ခလာတလေးတွေကကိုကသူ့ကိုမကြိုက်တဲ့အပိုင်းတွေရှိရဆိုလို့ရှိရင်သူနဲ့ပတ်သက်ပြီးတော့မှ
ကိုယ်အနေနဲ့ပြုပြင်ပေးလို့ရမယ်ဘယ်လိုပြုပြင်ပေးရမလဲဆိုရင်မေတ္တာစေတနာနဲ့မေတ္တာစေတနာနဲ့ဒီသူ့ဘောပေါ့နော်ပြုပြင်ထိန်းချောင်းလို့ရတယ်နော်မေတ္တာစေတနာနဲ့ဖြည်းဖြည်းချင်းစီဒီဟာတွေမကြိုက်တဲ့ဟာဆိုတော့မကြိုက်တဲ့ဟာပေါ့နော်ကိုဘလို့ချစ်နေမကြိုက်ဘူးဘလို့မူရတွေမကြိုက်ဘူးဘလို့ပြောဆိုတွေမကြိုက်ဘူးဆိုတဲ့ဟာသူ့ကိုဖြည်းဖြည်းချင်းစီပြုပြင်ထိန်းချောင်းလို့ရမယ်ပေါ့နော်အဲ့လိုမျိုးကိုကအဲ့လိုမျိုးအကောင်းဘက်ကပြောတယ်အကောင်းဘက်ကသူပြောပြီးတယ်ဆက်ဆံပြီးတယ်ဆိုတော့ကိုယ့်ရဲ့မေတ္တာစေတနာကိုသိတဲ့အခါမှာဆိုလို့ရှိရင်သူ့ကိုထိန်းချောင်းပြီးရင်သူလက်ခံတယ်ပေါ့နော်အဲ့လိုမျိုးပြောထားတယ်ကိုကတော့သူနဲ့တွေ့လို့ရှိရင်အဲ့လိုပဲပြောနေမှာပါနော်ကိုရဲ့လှုပ်ရှားရှိအောင်ကိုလှုပ်ပြီးတော့မှပြောနေမဲ့အနေအထားမျိုးလေးတွေ့ပါတယ်နော်နောက်တစ်ခုတစ်ခါလေကြားလို့ရှိရင်သူကပတ်စံနေပါလေဆိုလို့ရှိရင်ရိုင်းမတုံစီစစ်တတ်တဲ့ထဲမှာပါတယ်နော်စစ်တယ်အဲ့လိုမျိုးလူမျိုးတွေမှာပါတယ်နော်သူနဲ့ကိုနေကလေသူနဲ့ကိုနေကဒီဟိုဖြစ်မှရမယ် balance ဖြစ်မှရမယ်เนาะအစောကပြောသလိုထိန်းချောင်းတာပေါ့เนาะတယောက်ကိုတယောက်ထိန်းချောင်းတယ်ဒီမှာဆိုလို့ရှိရင်ကိုမကြိုက်တဲ့ချက်တွေဆိုပြောသလိုเนาะကျွန်တော်ပြောခဲ့ကိုမကြိုက်တဲ့ချက်တွေသူ့စီကနေပြီးတော့ပြင်တရားရှိရတယ်ပြင်ရမယ်သူကလည်းကိုယ့်ပေါ်မှာဥဆောင်ပေးမယ်ဒီလက်တွဲပြီးတော့မှခေါ်မယ်ပေါ့เนาะလက်တွဲခေါ်မယ်အဲ့လိုမျိုးတွေရှိတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်သူနဲ့ကိုနဲ့နှစ်ယောက်ဒီ balance ဖြစ်နေမှရမယ်ပေါ့နော်နှစ်ယောက်သားညီမနေမှရမယ်သူကလည်းအဲ့လိုမျိုးညီမတာကိုသဘောကျတယ်ပေါ့နော်နှစ်ဖက်ဒီ relationship မှာလာမယ့် relationship မှာဆိုလို့ရှိရင်တယောက်ထဲရပဲအားစိတ်ရတာမျိုးမဟုတ်ဘဲနဲ့နှစ်ယောက်လုံးကဒီ relationship ကိုပြုစုပြောထောင်ရမယ့်ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးအခြေအနေတရဖြစ်လာနိုင်တယ်အဲ့တော့ရှင်ကြတော့နှစ်ယောက်လုံးကညီမနေမှာဒီမပြတ်မှာပေါ့နော်တကယ်တော့နှစ်ယောက်လုံးကမညီမနေဘူးတယောက်ကပို့နေတယ်ဆိုလို့ရှိရင်ဒီ relationship မှာဒီအခက်ခဲပြီပေါ့နော်ကြုံလာနိုင်တယ်အဲ့တော့နှစ်ယောက်လူရင်းလို့ရှင်ပြောရမယ်ဆိုလို့ရှိရင်တော့နှစ်ယောက် balance ဖြစ်ရမယ်ပေါ့ကွယ်နော်နှစ်ယောက် balance ဖြစ်မယ် balance ဖြစ်တဲ့အချိန်မှာအဆင်ပြေမယ် balance မဖြစ်ဘူးဆိုလို့ရှိရင်လောင်မြှိုက်တဲ့ဓာတ်ကိုလေဒီ fire energy တွေပါတယ် air sign တွေပါတယ်ဒီထဲမှာ water sign တွေပါတယ်ကုံတလောက်တော့ဖြစ်သွားတယ်အဆိုင်နေတိတ်မတွေ့နော်အဲ့တော့ fire sign air sign water sign အဲ့တော့မှုပါတယ်ပြီးတော့ balance ဖြစ်မှရမယ်နှစ်ယောက်သားညီနေမှရမညီနေလို့ရှိရင်ဒီ relationship ကအရန်ပူလာအောင်မဲ့ထဲမှာပါတယ်နော်အဲ့တော့ air sign နဲ့ fire နဲ့တွဲတယ်ဆိုလို့ရှိရင်လည်းမီးလောင်အားလေးပင်နေဖြစ်ပြီးတော့မှကိုပြောလိုက်တဲ့စကားကြောင့်သူကပို့ပြီးတော့လောင်အဲ့လိုမျိုးလောင်တာတွေဖြစ်တာပေါ့အဲ့လိုမျိုးတွေဖြစ်တတ်တယ်နော်ဟုတ်ပြီပထမကတော့ the level ကြတယ်အခု level ကြတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင်နှစ်ယောက်သားတော်တော်လေးကိုထိန်းတင်တယ်balance မညီခဲ့ဘူးအဆင်မပြေဘူးဖြစ်ခဲ့မှဆိုလို့ရှိရင်တော်တော်တယောက်နဲ့တယောက်ဖေးမှအမယ်ကူညီရမယ်ထိန်းသိမ်းရမယ်အဲ့လိုမဟုတ်လို့ရှိရင် connections က the levels ကနေပြီးတော့မှာ level ဖြစ်ပတ်ကိုကူးပြောင်းသွားတတ်တယ်အဲ့တော့သူ့ဘက်ကကိုလည်းတောက်ဆွမဆက်အောင်ကိုယ့်ဘက်ကလည်းတောက်ဆွမဆက်အောင်ထိန်းရမယ်ပေါ့နော်အဲ့လိုထိန်းတဲ့ချိန်ကြတော့မှrelationship က balance လေးဖြစ်ပြီးအဆင်ပြေနေမယ်မဟုတ်လို့ရှိရင်မီးလာတာလေးပင်ဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင် water နဲ့ air နဲ့ဆိုလို့ရှိရင်ရေများရေးနိုင်မီးများမိနိုင်ပုံစံမျိုးဖြစ်မယ်ပေါ့နော်air နဲ့salt ဒီဟိုဟာလေ air sign နဲ့ water sign နဲ့ဖြစ်မယ်ဆိုလို့ရှိရင်လည်းဒီ water sign တွေဘက်ကပေါ့နော်စိတ်မငြိမ်မသက်ဖြစ်ရတာမျိုးအများနဲ့လောက်ခတ်နေရမျိုးအဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်အဲ့တော့ဒီ connections က balance ညီမရမယ် balance မညီလို့ရှိရင်တော့လောင်မြတ်ရလိမ့်မယ်ထောက်ဆွဆန်သွားလို့ရှိရင်သူလည်းစိတ်ထဲမှာလောင်နေကိုလည်းစိတ်ထဲမှာလောင်ရတဲ့ relationship တစ်ခုဖြစ်သွားတတ်တယ်တဲ့နော်နောက်ကကျတော့ဒီ relationship မှာဆိုလို့ရှိရင်တပ်ပါတီတွေမဝင်လာအောင်ကိုယ့်ရဲ့ဘာနာကိုဒီထိမ့်သိမ့်တယ်ပေါ့နော်ထိမ့်သိမ့်တယ်ဟန်တယ်လုပ်တယ်သူကိုလောက်ကောင်းတဲ့သူမရှိဘူးဆိုတာမျိုးလေးတွေသိအောင်ဒီအဲ့လိုမျိုးလေးပေါ့နော်လှုပ်ပေးသိအောင်ကိုယ့်ရဲ့အနေထားတစ်ခုပေါ့နော်ကိုကဘယ်လိုကောင်းတဲ့လူဖြစ်ကြ
ဘယ်လိုမျိုးကိုမှရှိရဲ့ဒါကလေဆွဲဆောင်တာတော့မဟုတ်ကိုမှရှိရဲ့အားသာချက်တွေကိုတစ်ဖက်လူမြင်သိပြီးတော့မှကိုယ့်ရဲ့တန်ဖိုးသိလာအောင်လုပ်ရမှာเนาะအဲ့လိုမျိုးတွေလုပ်တဲ့နေအဲ့ဒါမှကိုလည်းသူ့ပုံကောင်းပြီးတယ်အဲ့လိုဆိုလို့ရှိရင်သူကဒီကိုယ့်ရဲ့တန်ဖိုးသိပြီးတော့မှကိုနာနေပြီးထွက်မသွားခြင်းအဲ့လိုမျိုးဖြစ်မှာပေါ့เนาะအဲ့တော့သူနဲ့ relationship မှာကောင်းပါတယ်ကိုယ့်ဘက်ကလည်း handle လုပ်နိုင်မှမျိုးလေးတွေ့ရတယ်စိတ်အေးလိုက်အေးနဲ့နေရမယ်အနေအထားအေးတူပူမြဖြတ်ကျော်ရမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ့ရဒီမှာလေdevelop ဖြစ်သွားတယ်ဆိုလို့ရှိရင် develop connection ဖြစ်သွားတယ်ဆိုလို့ရှိရင်တော့အရင်ပြင်မှန်းမယ်နော်တခြား relationship တွေထပ်ပို့ပြီးတော့ပြင်မှန်းမယ်လောင်မြိုက်ရမယ်ထားဆစ်ဆန်မယ်ပြင်မှန်းမယ်ပေါ့နော်အဲ့တော့ develop connection ဖြစ်သွားအောင်တော့သတိထားတဲ့နေပေါ့နော်နှစ်ယောက်လုံးဘက်ကအဲ့လိုမျိုးrules တွေထားလို့ရှိရင်လည်းထားတဲ့ရင်လည်းထားပေါ့နော်အဲ့လိုမျိုး relationship တစ်ခုအဆင်ပြေဖို့ဆိုလို့ရှိရင်ကိုဘက်ကလည်းရမ်းမနာမကြည့်နဲ့ကိုဘက်ကလည်းရမ်းမလျှော့ပေးနဲ့ပေါ့နော်အဲ့လိုမျိုးနဲ့ပဲအဆင်ပြေအောင်ညှိနှိုင်းသွားရမယ်ပေါ့နော်ကဲလို့ကိုကဥဆောင်တဲ့နေဆိုလို့ရှိရင်လည်းကိုကဥဆောင်ပေါ့ဒါပေမဲ့ဒီဘက်မှာဒီမှာဆိုလို့ရှိရင်လည်း तू ကပဲဥဆောင်မဲ့သဘောမျိုးလေးတွေတွေ့ပါတယ်เนาะ သူဘက်ကပဲဥဆောင်ပြီးတော့မှလှုပ်ရှားပေးမယ်ပေါ့နော်သူဘက်ကပဲဥဆောင်ပြီးတော့ဒီ relationship ကိုဥဆောင်ပြီးတော့အဆင်ပြေအောင်လုပ်သွားမယ်သဘောရှိရင်ကိုကအဲ့ဒီနောက်မှာဒီအဆင်ပြေအောင်လိုက်ပါလာပြီးတော့မှလုပ်ပေါ့နော်အဲ့လိုမျိုးဖြစ်နိုင်တာတော့သူ့ဘက်မှာ fire sign ရဲ့ energy ကျမများလေးခံစားရတယ်တစ်ဖက်လူကလေ fire sign energy များတယ်ဒီဒါမှမဟုတ်လို့ရှိရင် air sign energy များတယ်နောက်တစ်ဖက်အခုကြည့်နေ quality တွေက water sign လေးဖြစ်ဖို့များတယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်အဲ့သုံးခုတည်းကတစ်ခုခုပဲပေါ့နော်အဲ့လိုမျိုးenergy လေး strong ဖြစ်တယ် earth sign လေးတွေပါတယ်ဒါပေမဲ့ earth sign လေးတွေနည်းတယ်နော် forum size တဲ့နော်အဲ့လိုမျိုး relationship တွေအရန်ပူလောင်လာတယ်ထောက်ဆက်တွေဖြစ်လာတယ်ဆိုလို့ရှိရင်ခဏ break တာတို့အနာပေးတာတို့နော်ခရီးထွက်တာတို့စိတ်ဓာတ်ဖြစ်အောင်လုပ်တာတို့အဲ့လိုမျိုးတွေဖြစ်အောင်လုပ်ဖို့လည်းလိုအပ်တယ်တဲ့နော်ဒါလာမယ့် next relationship single လေးတွေပြည့်ရနော်အဲ့လိုမျိုးလေးအဆင်ပြေရဖြစ်တယ်ဆိုလို့ရှိရင်လည်း तू ကလည်းကိုနာထွက်သွားကိုကလည်း तू နာထွက်သွားဒါမှမဟုတ်လို့ရှိရင်အဲ့လိုမျိုးတယောက်နဲ့တယောက်ဝေးမဲ့လမ်းကိုရွေးချယ်လိုက်တာပေါ့နော်အဲ့လိုမျိုးလေးဖြစ်တတ်တယ်ဘယ်လိုဝေးမဲ့လမ်းကိုရွေးချယ်ရလဲဆက်ရှင်ကြတော့ထားပါတော့ကိုနဲ့သူနဲ့အဆင်မပြေလို့ရှိရင် तू ကနောက်ထပ်ပြည်ပနိုင်ငံကိုထွက်သွားဖို့စဉ်းစားလိုက်တာမျိုးတို့ဘာလို့ဆုံးဖြတ်ချက်ချလိုက်တာမျိုးတို့အဲ့လိုမျိုးလေးဖြစ်တတ်တယ်နော်အဒီယားလေးတွေဖြစ်သွားတတ်တယ်seven o'clock yeah စင်ပြေပါတယ်နော်စိတ်ဆိုးရပါတယ်ဆိုလို့ရှိရင်တော့ပြန်ပြီးတော့မှတဲမှတ်ဖို့လိုတယ်ပြန်တဲမှတ်ပြီးသွားလို့ရှိရင်တော့လည်းအဆင်ပြေသွားမှာပဲနောက်တစ်ခါလေးကြားလို့ရှိရင်တချို့တွေပိုင်းကျတော့လည်း ideas အစပိုင်းမှာ ideas မဟုတ်ခဲ့နောက်ပိုင်းမှာ ideas ဖြစ်သွားတာမျိုးတွေပိုင်းလည်းဖြစ်တတ်တယ်ပေါ့နော်ဒီ relationship ကနောက်ထပ်ရှယ်ဖြစ်ပြီးသွားရင်လည်းပြန်အဆင်ပြေမဲ့ relationship မျိုးနော်ပြန်ဖြစ်ပြီးသွားရင်လည်းပြန်အဆင်ပြေမဲ့ relationship အဲမှာနောက်ထပ် relationship ကိုကြည့်ရခါမှာဒီ couple ကလေးကြာလာတယ်ပေါ့နော်ဒါပေမဲ့လာပါနဲ့တော့နှစ်ခုဆန့်ကျင်ပါပေါ့နော်နှစ်ခုဆန့်ကျင်ပါလည်းကြာတယ်နောက်ပြီးဒီ7 of cup မှာလည်း couple ကလေးဆိုချင်တော့လိုက်ဖတ်တဲ့အတွက်လေးပါပဲနော်လိုက်ဖတ်တဲ့အတွက်လေးပါပဲနောက်ပိုင်းမှာကိုကလည်းလေသူ့တက်ကူးသွားပြီးရချင်တော့သူ့ရဲ့တက်ကိုကူးသွားပြီးတော့မှလေကိုကလည်းတော်မြတ်လေးအဲ့လိုမျိုးလေးသူနဲ့ပေါင်းပြီးတော့အဲ့လိုမျိုးလူတရားဖြစ်လာလိမ့်မယ်နော် oh my god တဲ့နောက်ပိုင်းကဆိုလေပြောရမယ်ဆိုလို့ရှိရင်ဒီ relationship ကယူရက်ထိပါဖြစ်နိုင်တယ်ပေါ့နော် energy တလောက်အဝေးထိပြောပြဖို့မလိုသေးပေမဲ့လည်းဒီထဲမှာအဲ့လိုပြလာရဲဆိုချင်ညာလေနှစ်ယောက်သားပေါင်းလိုက်တဲ့ခါမှာဆိုလို့ရှိရင်လည်းအဆင်ပြေမှာငွေကြေးတွေပါဒီထပ်ပို့ပြီးတော့မှပြည့်စုံလာမယ်အဆင်ပြေလာမယ်ပေါ့နော်အဲ့တော့နှစ်ယောက်သားယူဖြစ်တဲ့အထိကိုပြောလို့ရတယ်နောက်ပိုင်းကျလို့ရှိရင်ယူဖြစ်မှမျိုးလေးတွေ့ရတယ်အဲ့တော့ဒီမှာစစတော့တလဘာလေးကြသလိုပဲ soulmate energy လေးတွေများတယ်เนาะဒီကတ်ထဲမှာsoulmate energy လေးများတယ်ဒါပေမဲ့ယူဖို့ရဆိုလို့ရှိရင်တော့လောလောနဲ့တော့မဟုတ်ဘူးเนาะအပင်မန်းစီရမျိုးလေးတွေအခက်ခဲမျိုးလေးတွေတော့ကြုံရမယ်ပင်မန်းပြီးမှပန်းနေမှာပဲအဲ့လိုမျိုးရတတ်တယ်ပေါ့နော် relationship ရတတ်တယ်အဲ့လိုမျိုးလေးပြတယ်နောက်တော့ relationship ပေါ့နော်တကယ်လို့အဲ့လိုမျိုးမှ handle လုပ်လို့မှအဆင်မပြေဘူးဆိုလို့ရှိရင်တော့
တမန်တရားဝေသွားတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့အဆင်ပြေများသောအားဖြင့်တော့အဆင်ပြေမှာပါเนาะအဆင်များသောအားဖြင့်တော့အဆင်ပြေမှာပါအခါလေးကျဘာဖြစ်တယ်လဲဆိုချင်ကြတော့ကိုမကနေပြီးတော့ဒါအားလုံးเนาะဒီအချိန်ကာလအများကြီးကိုပြောလိုက်လို့ဒီလောက်ထိရောက်သွားတာပြောမယ်ဆိုလို့ရှိရင်နောက် relationship နဲ့တွေ့မဲ့အစပိုင်းတွေကဒီရှိမှပြောခဲ့တဲ့လိုမျိုးတွေပဲဒီလိုသွားတာဆိုတော့ကြာလေကတ်တယ်เนาะအဲ့တော့နောက်ပိုင်းမှာ ideas တွေပါဖြစ်နိုင်တယ်ယူရမယ့်အထီတွေပါစိတ်ဆက်တာတွေပါအထီလည်းဖြစ်နိုင်တယ်ပြီးသွားလို့ရှိရင်တော့တယောက်ကပြီးရင်တယောက်ကလိုက်ပေါ့နော်အဲ့လိုမျိုးလေးတစ်ခါလေးကြလို့ရှိရင်တယောက်ဖက်မှာနည်းနည်းပေါ့နော်စိတ်ဝင်စားတော့တာမျိုးလေးဖြစ်တယ်တယောက်ကလိုက်ပြီးတော့မှပြန်ပြီးတော့မှထိန်းနေအဲ့လိုမျိုးလေးပေါ့နော် live ဖက်ညီတယ်လို့ပဲပြောရမှာပေါ့နော်အဲ့တော့နောက်ထပ် live ဖက်ညီမဲ့ relationship ကိုတွေ့နိုင်ပါတယ်တဲ့နော်အခါသူ့ရဲ့ပုံစံကတော့ဘလို့ပုံစံလဲဆိုတော့မပြောတော့เนาะဒီမှာစိတ်နေစိတ်ထားနဲ့ဒီတော်လက်တကြတဲ့ပုံစံရှိတယ်အပြည့်အင်းပြည့်နဲ့ရှိတယ်တခုဆိုလို့ရှိရင်စူးစမ်းတတ်တယ်ဆုံးဖြတ်ချက်ပြတ်သားတယ်တရားမျှတတာအောင်ကြိုက်တယ်စိတ်ထက်မြတ်တယ်အဲ့လိုမျိုးပေါ့เนาะသူကရင်တော့ဆုံးရှုံးခဲ့ရမှုပါရှိတယ် maybe relationship လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့เนาะအဲ့လိုမျိုးဒီပြထားပါတယ်ဒါတော့သူနဲ့ပတ်သက်တဲ့data လေးတွေပေါ့နော်ချက်လက်လေးတွေဖြစ်ပါတယ်သူနဲ့တွေ့မဲ့အချိန်မှာလဲကိုနဲ့ဘယ်လိုတွေကြုံတွေ့ရနိုင်လဲဆိုတာလေးတွေလည်းပြပြီးသွားပြီပေါ့နော်အဲ့တော့ကိုကနောက်ဆုံးမှသူ့ကိုထိန်းကောင်းလေးထိန်းချုပ်နိုင်ပါလိမ့်မယ် handle လုပ်နိုင်လိမ့်မယ်သူကလည်းကို handle လုပ်နိုင်မယ်ကိုင်တွယ်နိုင်မယ်ကိုကလည်းသူ့ကိုကိုင်တွယ်နိုင်မယ်အဲ့လိုမျိုး balance ဖြစ်တဲ့ relationship လေးတစ်ခုကိုရလာနိုင်ပါတယ်နော် The Emperor ကောင်းပါတယ်နော်နောက်ဆုံးမှာသူလည်းစူးစမ်းနေတဲ့လူတယောက်ဆိုချင်ကြတော့နောက်ဆုံးမှနေရာတစ်ခုလည်းရနိုင်တယ်ကိုလည်းနီးစပ်နိုင်တယ်နေဒီသူစူးစမ်းရတဲ့ကြောင့်မို့လို့လေအရာတစ်ခုပေါ့နော်အဲ့လိုမျိုးအချိန်ဝါတစ်ခုကိုရနိုင်တဲ့လူမျိုးဖြစ်လာလိမ့်မယ်ငကိုတွေကလည်းသူပုံစံအဲ့လိုမျိုးပဲရှိပြီးသားပဲတချို့တွေဆိုလို့ရှိရင်အချိန်ဝါရှိပြီးသားဒါမှမဟုတ်လို့ရှိရင်လည်းအဲ့လိုမျိုးဖြစ်လာမှုအလားအလာအများကြီးရှိတဲ့လူတယောက်ပေါ့နော်ဒါကတော့နောက်ထပ် collectively နောက်ထပ်ကြုံရမယ့် next relationship တွေကိုပြပြပေးထားဖြစ်ပါတယ် collectively အားလုံးပဲကျင့်နေကြမယ်လို့မျှော်လင့်ပါတယ် bye bye